အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အာဆင်နယ်တင်းကတော့နှစ်ပေါင်း22နှစ်အကြာမှာတော့ပရီးမီယာလိဂ်ဖလားကြီးကိုပြန်လည်ပြီးတော့တင်ပိုင်ရရှိခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့အာဆင်နယ်ကမကျေနပ်သေးပါဘူး22နှစ်ကြာခံစားခဲ့ရတဲ့ခံစားချက်တွေကိုအာဆင်နယ်ပရိသတ်တွေကိုဖြည့်သိပ်ဖို့အတွက်ဒီဖလားတစ်လုံးနဲ့မလုံလောက်ပဲနဲ့နောက်ထပ်ချန်ပီယံလိဂ်ဖလားကိုမရမကရယူသွားဖို့ရန်အတွက်အာဆင်နယ်ပရိသတ်တွေနဲ့အာဆင်နယ်တင်းသားတွေမှာလက်ရှိချိန်မှာတာဆူနေကြတာဖြစ်ပါတယ်။ဆိုတော့လာမယ့် Sunday တာ Crystal Palace အင်ကွင်းမှာတော့အာဆင်နယ်တင်းဟာဖလားကံမြောက်ခွင့်နေရှိနိုင်ပါတယ်။ဒါပေမဲ့သူတို့အနေနဲ့မျိုးပတ်လဲပြီးအောင်ပွဲခါနာမျိုးကြီးလုံးဝမဟုတ်ပဲနဲ့ချန်ပီယံလိဂ်ပွဲအပြီးမှနောက်မနေ့မှကြာသူတို့အနေနဲ့လန်ဒန်မှာဖလားကိုကံမြောက်ပြီးတော့လိုက်လံအောင်ပွဲခံမှာဖြစ်ပါတယ်ဆိုတော့သူတို့အနေနဲ့အဓိက target ထားတာကတော့ချန်ပီယံလိဂ်ဖလားကိုမရအောင်ယူမယ်ဆိုတဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့ကျွန်တော်တို့အာဆင်နယ်တင်းဟာရရှိထားတဲ့ဖလားအရှိန်နဲ့ချန်ပီယံဆိုတဲ့အရှိန်နဲ့ချန်ပီယံလိဂ်ဖလားကိုဝန်ဆောင်မှာဖြစ်ပါတယ်လက်တလုံးမှာမျိုးကျွမ်းနေတဲ့စိတ်ဓာတ်တွေရပြင်းပြတဲ့စိတ်ဓာတ်တွေနဲ့လက်ရှိ PSG ကိုအာဆင်နယ်အသင်းတွေနဲ့မနိုင်စရာအကြောင်းတော့မရှိဘူးလို့ကျွန်တော်ကတော့ခံမှန်းမိပါလေလက်တရောတရေရောက်ဆိုရင် PSG ရဲ့တိုက်စစ်အတိကကစားသမားခြေစွမ်းပြနေတဲ့ကစားသမားဒန်ဘီလီကလည်းတန်ရရနေတယ်လို့ကြားရပါတယ်ဒါပေမဲ့ဘောလုံးပွဲအမီပါနိုင်မလားမပါနိုင်ဘူးလားဆိုတော့မသိရပေမဲ့ဒန်ဘီလီပါစီဖြစ်စေ PSG ဘယ်လိုအခြေအနေကိုပဲဖြစ်စေအာဆင်နယ်ဟာတူတေကိုတေအသေးခံပြီးတော့ကိုဖလားကိုလူသွားဖို့ရန်ရှိနေပါတယ်သူတို့အနေနဲ့အာဆင်နယ်အသင်းသားတွေအနေနဲ့လက်တလုံးမှာကမဲ့ခရစ္စတယ်ပဲလေးနဲ့ပွဲမှာဆိုတော့အရန်လူကစားသမားတွေကိုအာဆင်နယ်ထုတ်တုံးလာနိုင်ချေရှိပါတယ်တကယ်လူငယ်U18ကကစားသမားတွေတုံးပြီးတော့မှခရစ္စတယ်ပဲလေးပွဲကိုကန်သွားဖို့ရန်ရှိပါတယ်90ဖြစ်စေရှုံးတယ်ဖြစ်စေဂရုစိုက်နေမှာမဟုတ်ဘဲနဲ့အဲ့ဒီပွဲမှာတော့အဓိကကစားသမားတွေကိုအာဆင်နယ်အသင်းကအနာပေးပြီးတော့မှချန်ပီယံလိဂ်ဖလားကံမြောက်ဖို့ရန်အတွက်သူတို့အနေနဲ့တန်ရာကင်းနဲ့ဘောလုံးပွဲနေ့ကိုစောင့်မျှော်နေကြမှာဖြစ်ပါတယ်သူတို့အနေနဲ့လက်ရှိမှာခွန်အားအပြည့်စိတ်အားအပြည့်နဲ့စောင့်ဆိုင်ပြီးတော့မှဒီချန်ပီယံလိဂ်ဖလားကိုစေရောကိုပါဝန်ဆောင်ကြမှာဖြစ်ပါတယ်ဆိုတော့ဘယ်လောက်ထိဖြစ်သွားမလဲတော့မသိဘယ်လိုအခြေအနေတွေမြင်ရမလဲဆိုတာမသိပေမဲ့အာဆင်နယ်ဟာတကယ့်ကိုအမခန်းလေးရာတင်တစ်နှစ်ကိုဖြတ်တန်းရတော့မယ်လို့ကျွန်တော်အနေနဲ့တော့ယုံကြည်ပါလေ PSG ကိုလက်ရှိအနေထားရဆိုရင်အာဆင်နယ်ဟာကစားကွက်ပိုင်းနေပါတယ်နဲ့ရှေ့မဆိုရင်တော့အာဆင်နယ်ဟာပြောစရာတွေရှိနေပေမဲ့လက်ရှိအာဆင်နယ်ကစားသမားတွေမှာဝန်သွားတဲ့စိတ်သက်အရှိန်က PSG ကိုနိုင်ဖို့ရန်တော်တော်လေးများနေပါတယ်ပြောမှဆိုတရားတီလုံးကျွန်တော်အာဆင်နယ်ကစားပုံကဘာကစားပုံမှန်ကျွန်တော်သိကြတာမဟုတ်ပါဘူး။နောက်ဘယ်လိုစော့နေမှန်းတော့ကျွန်တော်တို့ရေအားမလို့အားမရဖြစ်ခဲ့ကြတာပါ။သူတို့ကျွန်တော်တို့အားပေးနေတဲ့ပရိသတ်တွေကတော့မှအာဆင်နယ်ဘယ်လိုစော့နေတယ်လဲနိုင်လို့နိုင်သွားတယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီတစ်ဖက်မှာကကျွန်တော်အဓိကအနေနဲ့အာဆင်နယ်ဟာစိတ်သက်ပိုင်းမှာပြင်းပြမှုတွေကိုကျွန်တော်တို့အဓိကမြင်ရမယ်ဆိုတော့ကျွန်တော်ပြောချင်တာပါเนาะ PSG နဲ့ပွဲမှာတော့ကျွန်တော်အာဆင်နယ်တင်းရလုံးဝကိုအနိုင်ယူပြီးတော့မှချန်ပီယံလိဂ်ဖလားကိုလည်းကံမြောက်ပြီးတော့မှချန်ပီယံလိဂ်ဖလားပရီးမီယာလိဂ်ဖလားနှလုံးနဲ့လန်ဒန်မြို့တောက်လျှောက်အောင်ပွဲခံသွားဖို့ရန်ရှိနေပါကြောင်းပြောကြရင်းနဲ့ဒီကွန်ချုပ်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်